လူတယောက်ဟာရေဘူးတယ်လာရင်းနဲ့ရုတ်တရက်ရေတွေကတဲတဲ့အဖြစ်ပြောင်းလဲသွားတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။ရေငတ်လွန်းလို့အနီးနားကမြစ်စီကိုသွားခဲ့ပြီးမှဘလို့ဖြစ်တယ်မသိပဲတဲခန္ဓာရအလဲကောင်းကိုရောက်သွားတာပေါ့။သူပိုပြီးရေငတ်လာတယ်လို့ခံစားရပါတယ်။စိတ်ပြက်လက်ရွက်နဲ့နောက်ထပ်မြစ်တစင်းကိုရှာတွေ့ပြန်တော့လက်နဲ့ခတ်တောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရေကိုထိလိုက်တာနဲ့သူဟာတဲခန္ဓာရတဲ့ကိုပြန်ရောက်သွားပြန်ပါတယ်။ဝေခွဲမရဖြစ်ပြီးရေငတ်လွန်းတာကြောင့်သူဟာတဲဒီကိုတောင်ရေမတ်ပြီးမှားယွင်းမျိုးချောမိခဲ့ပါသေးတယ်။အတန်းကျလျှောက်သွားပြီးနောက်မှာတော့ကားတစ်စီးကိုတွေ့လို့ရေတောင်းတောက်ခဲ့ပါတယ်။ရေတော့တောက်လိုက်ရပါတယ်။ဒါပေမဲ့တောက်ပေးတာနဲ့သူဟာတဲခန္ဓာရတဲ့ကိုပဲပြန်ရောက်သွားပြန်တာပါ။စိတ်ပြက်အားလော့သွားတဲ့သူဟာအဲ့ဒီကားကိုပဲပြန်တားပြီးသူ့ကိုအိမ်ပြန်ပို့ပေးဖို့အတနာခံတောင်းဆိုလိုက်ပါတယ်။အိမ်ပြန်ရောက်ချင်းမှာပဲဖန်ခွက်ထဲကိုရေနဲ့ရေခဲတွေအပြည့်ထဲပြီးအေးမြတဲ့အရာတာကိုအဝတောက်ရင်စိတ်အပန်းဖြေလိုက်ပါတယ်။နောက်ဆုံးမှာတော့တဲခန္ဓာရရဲ့အပူဒဏ်ကနေလွတ်မြောက်ဖို့အတွက်သူ့ရဲ့ရေကူးကန်ထဲကိုခုန်ချပြီးအေးအေးလူလူအနားယူလိုက်ပါတော့တယ်။